မိတ်ဆွေတကယ်လို့တစ်ဖက်ကအန်တရယ်ကြီးတစ်ခုလာတော့မယ်လို့တတိပေးနေချိန်မှာနောက်တစ်ဖက်ကတော့ဘာမှမစိုးရိမ်နဲ့လို့ချော့ပြောနေမယ်ဆိုရင်ဘယ်သူစကားကိုယုံမိမလဲဒီနေ့ပြောပြပေးမယ့်ဇာတ်လမ်းကတော့လူတစ်ထောင်ရဲ့ကံကြမ္မာကိုပြောင်းလဲစေခဲ့တဲ့ရွေးချယ်မှုတစ်ခုအကြောင်းဖြစ်ပါတယ်ဒီအကြောင်းအရာဟာအခုခေတ်မှာလေကိုယ့်ရဲ့အနာဂတ်ကိုဘယ်လိုပြင်ဆင်သင့်လဲဆိုတာအတွက်အရန်ကိုအရေးကြီးတဲ့သင်ခန်းစာတစ်ခုဖြစ်လာမှာပါမြတ်စွာဘုရားရှင်ဂျေရဝန်ကျောင်းမှာတည်င်းသုံးနေချီမှာဒေဝဒတ်ဟာနောင်လိုက်တွေနဲ့အတူအဝီစီးငရဲကြပြီးပျက်စီးခဲ့ရတာကိုအကြောင်းပြုပြီးဒီအတိတ်ဆက်ကိုဟောကြားခဲ့တာပါရှေတုံးကပါရာဏသီဖီမှာလက်စမားမီတောက်စု1000လောက်ရှိတဲ့ရွာကြီးတစ်ရွာရှိပါတယ်သူတို့ဟာလူတွေစီကကြိုတင်ငွေတွေယူထားပြီးအလုပ်တွေမပြီးနိုင်တော့တဲ့အခါမီးရှင်တို့ရဲ့ညံကိုကြောက်တာကြောင့်တညမှာတားမရတွေနဲ့အတူတင်ဘောတစ်စင်းနဲ့ပင်လယ်ထဲကိုထွေပြေးခဲ့ကြပါနဲ့ပင်လယ်ထဲမှာမျောပါရင်သူတို့ဟာအစားအသောက်တွေအလိုလိုပေါက်နေတဲ့ကျွန်းငယ်လေးတစ်ခုကိုရောက်သွားခဲ့ပါတယ်အဲ့ဒီမှာရှေးဦးစွာရောက်နေတဲ့လူတစ်ယောက်ကိုလည်းတွေ့လိုက်ရပါတယ်အဲ့ဒီလူကကျွန်းပေါ်ကအသီးနှံတွေကိုစားပြီးအင်မတန်ဆူဖြိုးနေတာပါသူကလက်သမားတွေကိုဒီကျွန်းမှာအလုတ်လုတ်ဆရာမလိုပဲအေးအေးဆေးဆေးနေလို့ရကြောင်းဒါပေမဲ့တခုပဲတတိထားဖို့လိုပြီးအညစ်ကြီးဆိုရင်သဲနဲ့ပြန်ဖုံးဖို့လိုကြောင်းတတိပေးခဲ့ပါတယ်လက်သမားတစ်ထောင်ဟာအုပ်စုနှစ်စုကွဲနေပါတယ်တစုကိုတော့ပညာရှိခေါင်းဆောင်ကအုပ်ချုပ်ပြီးကြံတဲ့တစုကိုတော့လူမိုက်ခေါင်းဆောင်ကအုပ်ချုပ်တာပါသူတို့ဟာအချိန်ကြာလာတာနဲ့အမျှပျော်ပါမူရစ်လာပြီးစီကန်းတွေကိုမလိုက်နာတော့ပဲကျုံးကိုညစ်ပတ်အောင်လုပ်မိကြပါတယ်ဒါကိုကျုံးဆောင်နှက်တွေကမကြေမနက်ဖြစ်သွားပြီးနောက်15ရက်မှာလာပြင်းညရောက်ရင်ဒီကျုံးကိုပင်လေရီလွှမ်းပြီးလူတွေကိုတတ်ပစ်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်အဲ့ဒီအချိန်မှာတရားဆောင်တဲ့နတ်သားတစ်ယောက်ကလူတွေကိုတနာလို့ကောင်းကင်ကနေပေါ်လာပြီးအန်ဒီယေရှိနေပြီမို့အခုပဲထွက်ပြေးကြတော့လို့အမှန်အတိုင်းတတိပေးပါတယ်ဒါပေမဲ့မကြခင်မှာပဲတခြားနတ်ဆိုးတစ်ယောက်ကတော့လူတွေပြေးသွားမှဆိုလို့ဘာဘေးမှမရှိဘူးဒီကျွန်းကတိတ်သားရတာပဲဆိုပြီးလိန်ညာပြောဆိုခဲ့ပါတယ်အဲ့ဒီခါမှာလက်သမားတွေကြားထဲမှာဘဒုစကားကိုယုံညမလဲဆိုပြီးဝေခွဲမရဖြစ်လာပါတော့တယ်ပညာရှိတဲ့လက်သမားကောင်ဆောင်ကတော့အန်ဒီယေရှိနိုင်တယ်ဆိုတဲ့စကားကိုအလေးထားပါတယ်သူကနှစ်သားနှစ်ယောက်လုံးရဲ့စကားကိုနားထောင်မယ်ဒါပေမဲ့ဘီးကင်းဖို့အတွက်သင်္ဘောတစ်စင်းကိုတော့အပြည့်အစုံအသင့်ပြင်ထားမယ်လို့ဆုံးဖြတ်လိုက်ပါတယ်အကယ်၍ရီလွှမ်းလာရင်လည်းဒီသင်္ဘောနဲ့ပြေးလို့ရမယ်မလွှမ်းလာရင်လည်းဒီကျိုးမှာပဲဆက်နေလို့ရမယ်ဆိုတဲ့အမျှော်အမြင်နဲ့ပြင်ဆင်ခဲ့တာပါဒါပေမဲ့လူမိုက်ခေါင်းဆောင်ကတော့ပညာရှိကိုလှောင်ပြောင်ပါတယ်မင်းကတော့ရေခွက်ထဲမှာတော့မိချောင်းကိုမြင်နေတာပဲလို့ပြောပြီးနတ်ဆိုးပြောတဲ့ตาရတဲ့စကားကိုပဲယုံကြည်နေခဲ့ပါတယ်သူတို့အုပ်စုကတော့ဘာမှမပြင်ဆင်ပဲအပျော်ပါးမှာပဲအချိန်ကုန်နေခဲ့တာပါဒါဟာအန်ဒီယေကိုမမြင်တတ်တဲ့သူမိုက်တို့ရဲ့သဘာဝပဲဖြစ်ပါတယ်နောက်15ရက်အကြာလာပြည့်ညမှာတော့နတ်သားပြောခဲ့တဲ့အတိုင်းပင်လယ်လိုင်းကြီးတွေတက်လာပါတော့တယ်ပညာရှိနဲ့သူ့နောက်လိုက်900ကတော့အသင့်ပြင်ထားတဲ့သင်္ဘောပေါ်ကိုတက်ပြီးဘေးကင်းရာကိုထွက်ခွာသွားနိုင်ခဲ့ပါတယ်ဒါပေမဲ့ဘာမှမပြင်ဆင်ထားတဲ့လူမိုက်900ကတော့ပင်လယ်ရီဟာတဖြည်းဖြည်းမြင့်တက်လာပြီးတကျုံးလုံးကိုလွှမ်းသွားတဲ့အခါမှာတော့အားလုံးနစ်မြုပ်ပြီးပျက်စီးသွားကြရပါတယ်ဒီဇက်လန်ရဲ့အဆုံးမှာတော့ပညာရှိလက်သမားကောင်းဆောင်ဟာအခုခါမှာမြတ်စွာဘုရားဖြစ်လာပြီးတရားဆောင်တဲ့နတ်သားကတော့အရှင်သာရိပုတ္တရာဖြစ်လာပါတယ်လိန်ညာပြောတဲ့နတ်ဆိုးကတော့ကောကာလိကဖြစ်ပြီးလူမိုက်ကောင်းဆောင်ကတော့ဒီဝရတ်ဖြစ်လာခဲ့တာပါပညာရှိတဲ့သူတွေကတော့ဘလူအခြေအနေမှမဆိုလာလက်တန်းတဲ့အကျိုးစီးပွားကိုကြိုတင်သိမြင်ပြီးဘေးရန်ကနေလွတ်မြောက်အောင်လှုပ်ဆောင်နိုင်ခဲ့ကြပါတယ်မိတ်ဆွေဒီဇလန်နာနေပြီးတဲ့သင်ခန်းစာကတော့အင်မတန်ရှင်းပါတယ်လာတော့မယ့်အရေးကိစ္စတွေကိုအမြဲတမ်းကြိုတင်ပြင်ဆင်ထားရပါမယ်ရှီးမစွာကပြင်ဆင်ထားတဲ့သူကိုအဲ့ဒီကိစ္စကဘယ်တော့မှဒုက္ခမပေးနိုင်ပါဘူးအခွင့်အရေးနဲ့အန်တရေကိုခွဲခြားသိမြင်တတ်တဲ့ပညာရှိတစ်ယောက်ဖြစ်ဖို့ကြိုးစားကြပါလို့တိုက်တွန်းချင်ပါတယ်ကိုယ့်ရဲ့ဘဝကိုပိုပြီးတောက်ပအောင်ဘယ်လိုတည်ဆောက်ရမလဲဆိုတဲ့အသိပညာတွေအတွက်ကျွန်တော်တို့နဲ့အတူရှိနေပေးပါဦး